ပိုင်းကအဆက်ကလေးကိုဆက်ဖြတ်ပြပေးမှာဖြစ်ပါတယ်ပေါ့နော်စကားကိုဖြတ်ပြီးသတွေးတွေကိုမျိုးချမိပြန်၏သတွေးရှိပိုက်တိုင်ပြေးစေကြတော့လေးတွေကိုထိခတ်နေပြန်၏ကျွန်တော်တခုလောက်စကားရင်ပဲထွေးသိမှာပါကျွန်တော်ထွေးကိုစတွေ့ကစားပဲစိတ်ဝင်စားခဲ့တာနောက်တော့ချစ်လာမှန်းသိတယ်ထွေးမှာချစ်သူမရှိဘူးလို့အောင်စောကလည်းပြောတယ်ထွေးမျက်နှာမော့လာတယ်ပြီးတော့ပြိုးဤဘာလဲကိုအောင်စောပြောတိုင်းထွေးမှာချစ်သူမရှိရတော့ဘူးလားထွေးမှာရှိရတာကိုအောင်စောမသိလို့ရောမဖြစ်နိုင်ဘူးလားမေးဤဒါဆိုကျွန်တော်ထပ်မေးပြရစီထွေးမှာချစ်သူမရှိဘူးလားမရှိဘူးမဟုတ်လားဟင်ကိုထင်ကျွန်းကျော်ထွေးကိုချစ်တာထွေးဘက်ကအခြေအနေနဲ့ဆိုင်လို့လားဟင်ထွေးကထင်တာကချစ်တယ်ဆိုတော့ကိုရှင်တွေကဖြစ်လာတာပဲသူဘာသာဘာပဲဖြစ်နေကိုကအချင်းနေလို့ရတာပဲမဟုတ်လားဟုသူတပြင်းချလိုက်ကျွန်တော်ထွေးတို့လိုစကားမပြောတတ်ပါဘူးကျွန်တော်ပြောချင်တာထွေးမှာချစ်သူရှိနေရင်ကျွန်တော်အခုလိုပြောမိတာကိုတောင်းပန်ချင်တာပါပဲကျွန်တော်ရင်ထဲမှာချစ်နေလို့ရတာပါပဲပေါ့ထွေးရှင်ကပြုံးမြန်သည်ထွေးမှာချစ်သူမရှိသေးပါဘူးကိုတင်တုံးကျော်ထွေးလူတစ်ယောက်ကိုချစ်ချင်မိပါတယ်ထွေးမှာချစ်တဲ့နှလုံးသားရှိသေးရဲ့လားလို့ကိုဘာသာကိုအန်အောနေမိတယ်ထွေးရှင်ကမျက်နှာကိုတင်းရင်ပြုတ်ကသူနားဆိုင်ထောင်သည်ကျွန်တော်ကိုတော့စဉ်းစားပြီးပါထွေးရဲ့ထွေးရှင်တပင်းငွေချကတီးလိုက်၏ထွေးပြောမယ်ကိုတင်ထုံးကျော်အချစ်ဆိုတာစဉ်းစားပြီးမှရတဲ့အဖြစ်တစ်ခုလို့ထွေးမယုံပါဘူးကိုတော်မှမသိလိုက်ပဲကိုနှလုံးသားထဲရောက်နေလဲတဲ့အရာပဲလေလက်ထက်တင်လက်မထက်တင်ဆိုတော့စဉ်းစားလို့ရမယ်ကိုကြိုက်တဲ့အချက်လက်တွေပြည့်စုံမစုံဆန်းစစ်လို့ရမယ်လေသူထွေးရှင်ကိုသာငေးဆိုင်ကြည့်နေပြီးတော့ဒီဘာပြောရမှန်းကိုမသိထွေးကဗိုက်တန်လေးနဲ့အေးကိုငုံတောက်လိုက်၏ဒါပဲလားကိုတင်ထုံးကျော်ထွေးတို့တွားရအောင်ကားရီချက်တယ်ပြန်ရင်တတိပေးစကားဆို၏ဟုတ်ကဲ့ကျွန်တော်ထွေးကိုလက်ထပ်ချင်ပါတယ်ထွေးကိုချစ်တယ်ကျွန်တော်ကိုထွေးသဘောထားတနေ့နေ့မှပြန်ပြောစီချင်ပါတယ်ဒါပဲထွေးရှင်ကဘာမှပြန်မပြောတော့ပဲထားရလိုက်၏သူကငွေရှိရန်ငွေကောင်းလားစပွဲသို့တွားလိုက်၏ဒါတော့အခန်းကပြီးသွားတာဖြစ်ပါတယ်ဒီနေ့ကဖတ်ပြလိုက်တာတော့ဘောနော်အပိုင်းဆက်ကလေးတွေအပိုင်း3 4 5အထိဖတ်ပြပေးလိုက်တာဖြစ်ပါတယ်ပေါ့အခုဘောနော်ဒီကျွန်မ YouTube comment မှာ comment လေးတွေတွေ့တယ် YouTube ကနေ man လေးတွေနဲ့ရေးပေးတယ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ပေါ့နော်အခုလည်းအပိုင်းဆက်ကလေးကိုကျွန်မအချိန်ရှိသလိုလေးဆက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်မရဲ့ဒီခုမှစာဖတ်တော့ကြာပါပြီကျွန်မခုမှ YouTube channel လေးကိုတင်တဲ့အထက်မှာအမှားတွေလည်းရှိမယ်စာဖတ်တာတွေနောက်ထပ်စကားထစ်တာတွေအဲ့လိုမညီတာတွေရှိရင်လည်းသိခံပြီးနားထောင်ပေးပါလို့ကျေးဇူးများတင်ပါတယ်ရှင်